ခမီလီယန်ဟာအဲ့ဒီညသွေးလာဟာကောင်းကင်မှာအမြင့်ဆုံးထိထွက်လာချိန်မှာဝိညာဉ်လောကတကားဖွင့်ပြီးကုမှုပညာရှင်များရဲ့ပညာတွေကိုသိမ့်ပိုက်တော့မယ်လို့ကြွေးကြော်ပါတယ်။အဲ့ဒီမှာပဲသွေးလာဟာပုံမှန်လိုမဟုတ်ပဲထွက်လာနှင်းနေပါတယ်။ခမီလီယန်ဟာငါပဲစိတ်ထင်နေတာလားဆိုပြီးသူ့ရဲ့စေကံကျွန်းတွေကိုမေးနေပါတယ်။ဒါပေမဲ့သူကအဲ့အချိန်မှာပဲဝိညာဉ်လောကတကားကိုဖွင့်လိုက်ပါတယ်။ခမီလီယန်ဟာပထမအဆုံးထိုင်လန်ကိုဆင့်ခေါ်လိုက်ပါတယ်။ထိုင်လန်ရောက်လာပြီးခမီလီယန်နဲ့စကားနှမ်းငယ်ခြေတင်များပြီးနောက်သူ့ကိုဘာလို့ဆင့်ခေါ်လိုက်တာလဲလို့မေးပါတယ်။ခမီလီယန်ကထိုင်လန်ကိုကုမှုပညာတင်ပေးခိုင်းပါတယ်။ဒါပေမဲ့ထိုင်လန်ကသူဘယ်သူ့ကိုမှမတင်ပေးဘူးဆိုပြီးဝိညာဉ်လောကကိုပြန်သွားဖို့လုပ်ပေမဲ့ခမီလီယန်ကဝိညာဉ်တကားကိုပိတ်ပြီးသူ့ရဲ့စေကံကျွန်းတွေကိုထိုင်လန်နဲ့တိုက်ခိုင်းပါတယ်။ထိုင်လန်ကကျွန်းတွေအားလုံးကိုတိုက်ခိုက်နိုင်ခဲ့ပါတယ်။ကျွန်းတွေအားလုံးမှောက်ကုန်ပြီးအဲ့ဒီထဲကကျွန်းတယောက်ကပြန်ထလာပြီးထိုင်လန်နဲ့တိုက်ပါတယ်။ဒါပေမဲ့အဲ့ဒီကျွန်းဟာအတွင်ပြောင်းထားတဲ့ခမီလီယန်ဖြစ်နေပါတယ်။ခမီလီယန်ဟာသူ့ရဲ့မူလအတွင်ကိုပြန်ပြောင်းပြီးထိုင်လန်စီကကုမှုပညာကိုစုပ်ယူလိုက်ပါတယ်။ထိုင်လန်စီကကုမှုပညာယူပြီးနောက်ခမီလီယန်ဟာထိုင်လန်ပုံစံပြောင်းတိုက်ခိုက်ပြီးထိုင်လန်ကိုတန်လောင်အိမ်ထဲထည့်လိုက်ပါတယ်။အဲဒီနောက်ခမီလီယန်ဟာဝိညာဉ်လောကကိုပြန်ဖွင့်ပြီးဗိုလ်ချုပ်ခိုင် Master Osprey Master ကျွဲနဲ့တခြားသောကုမှုပညာရှင်တွေရဲ့စွမ်းအားတွေကိုပါစုပ်ယူလိုက်ပါတော့တယ်။တစ်ဖက်မှာလည်းခမီလီယန်ကိုတိုက်ပြီးသူ့တောင်ဝေးကိုတယောက်တည်းပြန်သွားယူမဲ့ပို့ကိုသူ့ဖခင်တို့ကတောင်ဝေးကမင်းအသက်ထက်အဖိုးမတန်ကြောင်းနားချနေကြတာပါ။သူငကားစီရီတော့ဖြစ်နေ၍ဘယ်သူ့ကိုမှဒုက္ခရောက်မခံနိုင်ကြောင်းသူ့ဖခင်တွေကိုပြန်ပြောနေတာပါ။အဲ့ဒီချိန်မှာပဲကျန်းဟာလည်းခမီလီယန်စီကထွက်ပြေးလာပြီးပိုနဲ့လမ်းမှာတွေ့ခဲ့ပါတယ်။ပိုကိုတေးပြီးထင်နေတဲ့ကျန်းဟာပိုကိုမြင်တော့အံ့ဩသွားပြီးသူ့မအတွက်ပါပြန်လောင်းပန်ပါတယ်။ပြီးတော့ပိုကိုလည်းခမီလီယန်စီတယောက်တည်းမသွားဘူးသားပါတယ်။ပိုကတော့ကျန်းကိုသူ့လမ်းကဖယ်ဖို့ပြောပေမဲ့ကျန်းကမဖယ်ပေးပဲပိုတက်မခံရအောင်တိုက်ခိုက်ပြီးသားပါတယ်။နှစ်ယောက်သာအချိန်နဲ့ငယ်ကြာတိုက်ခိုက်ကြပါတယ်။ကျန်းကလည်းပိုကိုသားမရတော့ကြောင်သိသွားပြီးခမီလီယန်ကိုနိုင်အောင်တိုက်ဖို့မလွယ်ကြောင်းပြောပြပါတယ်။ဒါပေမဲ့ပိုကတော့သူစူးစမ်းကြည့်မဲ့အကြောင်းပြောပြီးသူ့ရဲ့ဖခင်နှစ်ဦးနဲ့ကျန်းကိုအဲ့ဒီနေရာကနေအဝေးဆုံးကိုပြေးဖို့ပြောပြီးသူတယောက်တည်းခမီလီယန်ကိုတိုက်ခိုက်ဖို့သွားပါတော့တယ်။ပိုရဲ့ဖခင်တဦးဖြစ်တဲ့ဘဲဖေကြီးကတော့အညံ့ခံလိုက်ကြမလားလို့ပြောပါတယ်။ဒါပေမဲ့ပန်ထာဖေကြီးကတော့သူ့သားကိုတယောက်တည်းသွားခွင့်မပေးနိုင်ဘူးလို့ပြောနေပါတယ်။ကျန်းကတော့သူတို့လည်းစစ်တပ်ခေါ်ပြီးပြန်လိုက်ကြမယ်ဆိုပြီးသူ့ရဲ့တခိုးကိုင်းစီကိုအကူအညီတောင်းဖို့၃ယောက်သာသွားပါတော့တယ်။အဲ့အချိန်မှာပဲကျန်းဟာငကားစီရီတော့ပိုဒုက္ခရောက်နေကြောင်းပြောပါတယ်။ကျန်းဟာပိုဒုက္ခရောက်နေကြောင်းပြောပြီးအားလုံးရဲ့အကူအညီလိုကြောင်းလည်းပြောလိုက်ပါတယ်။တခိုးအားလုံးတွေကတယောက်ကတော့သူတို့ကဘာလို့ကူညီရမှာလဲဆိုပြီးပြန်ပြောတော့ကျန်းဟာကူညီတဲ့ကိစ္စဖြစ်ကြောင်းပြောပါတယ်။တခိုးတွေကတော့မှားတာကိုများများလုပ်ခွင့်ရဖို့အတွက်အမှန်တရားတခိုးလောက်တော့လုပ်ရမယ်လို့တွေးပြီးလက်ခံလိုက်ပါတယ်။ခမီလီယန်ရဲ့နောက်လိုက်တွေကပိုဟာရန်သူကိုအထွင်သေးကြောင်းအတင်းတုံနေတော့ပိုရောက်လာပြီးအလုံးကိုကျိုးနဲ့ချီပြီးတွဲလောင်းချထားခဲ့ပါတယ်။တစ်ဖက်မှာလည်းကျန်းနဲ့ပိုရဲ့မိဘတွေဟာရဲတိုက်ရဲ့ဂိတ်ဝရောက်နေပြီးအဆောင်နေတာများနေတာကိုတတိထားမိလိုက်ပါတယ်။ခမီလီယန်ကတော့ဝိညာဉ်လောကသားတွေအကုန်ဆင့်ခေါ်ပြီးတယောက်ချင်းစီကတိုင်းခွက်တွေကိုစုပ်ယူနေပါတယ်။ပိုကတော့ခမီလီယန်ရဲ့နောက်မှာရောက်နေပြီးဖမ်းခံထားရတဲ့ရန်သူဟောင်းကြီးတွေနဲ့တွေ့တော့ရန်သူဟောင်းကြီးတွေကသူ့ကိုဝိုင်းပစ်တင်နေကြပါတယ်။ပိုကတော့ဝိညာဉ်တောင်ဝဲကိုပြန်ယူပြီးအားလုံးကိုဝိညာဉ်လောကစီကိုပြန်ပို့ပေးမယ်လို့ကတိပေးခဲ့လိုက်ပါတယ်။ဒီဘက်မှာကတော့ပိုရဲ့ဖခင်ပန်သားကြီးကသူ့ဗီဇအတိုင်းခမီလီယန်ရဲ့နောက်လိုက်တွေကိုစွတ်ဖြဲနေပါတယ်။ခမီလီယန်ရဲ့နောက်လိုက်တွေကဝိုင်းလိုက်ကြချိန်ပြေးလာရင်တခိုးရုံပေါက်ကလေး၃ကောင်ကလမ်းမှာပိတ်ရရင်စတင်တိုက်ခိုက်ကြပါတယ်။ပြီးတော့တခိုးတစ်ဖွဲ့လုံးကျိုးရည်နဲ့ဆင်းလာပြီးအပြန်အလှန်တိုက်ခိုက်နေကြပြီးတခိုးအဖွဲ့ကအသာစီးရနေပါတယ်။ပိုရဲ့ဖခင်ပန်သားကြီးကတော့အေးအေးဆေးဆေးပွဲထိုင်ကြည့်နေပါတယ်။ကျန်းကတော့ရဲတိုက်ထဲဝင်နေပါပြီ။ပိုဟာမင်းစီမှာငါပစ္စည်းတစ်ခုရှိနေတယ်လို့ခမီလီယန်ရဲ့နောက်ဘက်ကနေလှမ်းអော်ပါတယ်။ခမီလီယန်ကတော့နေသေးတာတော့အမှောင်မသေးတတ်ဘူးလားမေးလို့ပိုကလည်းနေတဲ့တာကိုမလွဲအောင်မတတ်နိုင်ဘူးလားလို့ပြန်ခနဲ့ပါတယ်။ပိုဟာတောင်ဝေးကိုပြန်တောင်းတော့တောင်ဝေးကသူ့အတွက်သုံးမဝင်တော့လို့ပြန်ပေးလိုက်ပါတယ်။ခမီလီယန်ကပိုကိုရှင်းပြပြီးတလောကလုံးကိုအုပ်ဆိုးမယ်လို့ပြောတော့ပိုကစကားနဲ့နားချနေပါသေးတယ်။ခမီလီယန်ကလက်မခံပဲပိုကိုအလိဝင်တိုက်ပါတယ်။ပိုဟာနားချလို့မရမှန်းသိတော့ပြန်တိုက်ခိုက်ပါတော့တယ်။ဒါပေမဲ့ခမီလီယန်ကအသွင်မျိုးမျိုးပြောင်းပြီးတိုက်ခိုက်လို့ပိုပဲအထိနာနေပါတယ်။ခမီလီယန်ကထိုင်လန်ပုံစံပြောင်းပြီးထိုင်လန်ကွက်နဲ့တိုက်တော့ပိုဟာပိုပြီးအဖိခံနေရပါတယ်။ပိုအထိနာနေချိန်ကျန်းကဝေကူလိုက်နိုင်ပေမဲ့ကျန်းကတော့ခမီလီယန်လက်ထဲအဖမ်းခံလိုက်ရပါတယ်။ပါနေတဲ့ကျန်းကအစင်ပုံစံပြောင်းထားတဲ့ခမီလီယန်ရဲ့နာမောင်းထဲအစိတ်တစ်ခုကိုထည့်လိုက်လို့လွတ်မြောက်သွားပြီးနှစ်ယောက်တယောက်ပြန်တိုက်ကြပါတယ်။ခမီလီယန်ကနောက်ဆုံးကွက်ဖြစ်တဲ့သူခိုးထားတဲ့သူအားလုံးပေါင်းပြီးခဏကိုတစ်ခုဖမ်းတီးလိုက်ပါတယ်။ပိုနဲ့ကျန်းကမနိုင်မှန်းသိလို့ပြေးကြရင်ကျန်းကိုဖမ်းပြီးလေပေါ်ပြန်သွားတဲ့ခမီလီယန်နောက်ကိုပိုကခုံတက်လိုက်ပြီးခမီလီယန်ကိုအပေါ်ကနေတိုက်ခိုက်ပါတယ်။ပြန်ပြုတ်ကျလာတော့ခမီလီယန်ကပိုရဲ့ပုံစံပြောင်းပြီးတိုက်ခိုက်တော့ပိုပဲထိနာရပါတယ်။
ခမီလီယန်ကတန်လောင်အိမ်တွေကိုမှော်မီးနဲ့မှုတ်ပြီးတိုက်ခိုက်တော့ပိုဟာလောင်အိမ်နဲ့ပိတ်မိသွားပါတယ်။ဒါကြောင့်ပိုဟာသူ့လောင်အိမ်ကထွက်မရဖြစ်နေလို့မှော်တောင်ဝေးကိုကျန်းအားပေးပြီးခမီလီယန်ကိုတိုက်ခိုင်းပါတယ်။ခမီလီယန်ကကျန်းရဲ့တိုက်ကွက်တွေကိုသိနေလို့ကျန်းကိုနိုင်ပေမဲ့ကျန်းမှာသူမသိတဲ့နောက်ဆုံးတိုက်ကွက်ရှိနေတာပါ။ကျန်းဟာပိုတင်မေးထားတဲ့နောက်ဆုံးတိုက်ကွက်နဲ့ထုတ်ပြီးတိုက်တော့ခမီလီယန်ကြာရှုံးသွားပါတယ်။ကျန်းရဲ့နောက်မှာပိုကရောက်နေတော့ကျန်းကလောင်အိမ်ထဲကဘလို့ထွက်လာတယ်လဲမေးနေပါတယ်။စကားပြောနေတော့ခမီလီယန်ကအလစ်ဝင်အတိုက်ပိုဟာတန်ဝင်းနဲ့ရိုက်ချလိုက်ပြီးသူစုပ်ယူထားတဲ့တိုင်းကွက်တွေကိုကုမှုပညာရှင်အားလုံးကိုပြန်ပေးလိုက်ပါတယ်။ဝိညာဉ်လောကသားတွေအားလုံးကကျေးဇူးတင်စကားပြောဦးညွတ်ကြပြီးသူတို့အားလုံးကိုပိုကဝိညာဉ်လောကစီကိုပြန်ပို့ပေးလိုက်ပါတယ်။ကျန်းကိုသူ့အားကူညီပေးဖို့တောင်းဆိုနေတဲ့ခမီလီယန်ကိုတော့ထိုင်လန်ကဝိညာဉ်လောကစီခေါ်သွားခဲ့ပါတယ်။တာယာရဲ့နောက်နေ့တရက်ရောက်တော့ကျန်းဟာထောင်ထဲဝင်ရမယ်ထင်ပြီးထောင်ထွက်ရင်အဆိုင်ဆိုင်ဖွင့်မဲ့အကြောင်းပိုကိုပြောပြနေပါတယ်။ပိုကတော့သူ့ရဲ့စက္ကန့်တူနေရပေးဖို့ကြောက်စိမ့်နှန်းတော်ကိုခေါ်သွားပါတယ်။ပိုရဲ့ဆရာရှိဘူးကတော့တခိုးကိုငကားစီတီတော်ရလူပေးတာကိုလက်မခံချင်ပါဘူး။ကျန်းကိုလေ့ကျင့်ပေးဖို့အတွက်သူရဲ့ကောင်းငါးဦးကလည်းပြန်ရောက်လာပါတယ်။သူရဲ့ကောင်းငါးဦးကတယောက်တက်လက်တင်ပေးပေမဲ့ကျန်းကတလွဲတွေဖြစ်နေတော့မှာ။နောက်ဆုံးမှာတော့ကျန်းဟာပိုနဲ့အတူဆရာတစ်ပည့်နှစ်ယောက်လေ့ကျင့်ရင်စကားလေးပြီးဆုံးသွားပါတော့တယ်။